စင်ပေါ်မှာပညာသင်ယူဖို့ပြင်ဆင်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်သတင်းကောင်းစင်ပေါ်ထိပ်တန်းကျောင်းဖြစ်တဲ့ PSB Academy မှာအော်တိုဘာနဲ့နိုဝင်ဘာကျောင်းဖွင့်ချိန်တွေအတွက်ကျောင်းလျှောက်လွှာတွေစတင်ပြီးတော့ကျွန်တော်လက်ခံနေပြီဖြစ်ပါတယ်။ဒီကျောင်းဖွင့်ချိန်တွေမှာဆိုလို့ရှိရင် PSB Academy မှာ Diploma, Bachelor နဲ့ Master Program တွေကိုရှောက်ထားနိုင်မှာဖြစ်ပြီးတော့ဒီ program တွေကိုရှောက်ထားမဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ကျောင်းလာကသက်သာခွင့် study grant တွေအပြင် scholarship အနေနဲ့40%ကနေ50%အထိ Diploma Merit Scholarship Coventry University Scholarship တို့ကိုရှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်အထူး promotion အနေနဲ့အော်တိုဘာကျောင်းဖွင့်ချိန်ကိုပထမဆုံးကျောင်းလျှောက်ထားမဲ့ကျောင်းသူကျောင်းသား9ဦး၊နိုဝင်ဘာကျောင်းဖွင့်ချိန်ကိုပထမဆုံးကျောင်းလျှောက်ထားမဲ့ကျောင်းသူကျောင်းသား9ဦးတို့ကို IBAN လက်ဆောင်ပေးရသွားအောင်မှာဖြစ်ပါတယ်။ကျောင်းလျှောက်ထားခြင်းကနေ visa process အထိအစအဆုံးကို Study Abroad Information Center မှာဝန်ဆောင်ကအခမဲ့နဲ့ one-on-one free counseling ရယူပြီးတော့ကြတော့မှကျောင်းလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။အရင်ဆုံးလျှောက်ထားတဲ့သူရရှိမဲ့ IBAN လက်ဆောင်နဲ့ scholarship အခွင့်အရေးတွေကိုလက်မလွတ်ရအောင်လို့အခုပဲအနည်းဆုံးအော်တိုဘာနိုမှာကျောင်းဖွင့်နေတဲ့အတွက်ကျောင်းလျှောက်ထားဖို့ Study Abroad Information Center ကိုအမြန်ဆုံးဆက်သွယ်လိုက်ပါ